Presiden Myanmar Min Aung Hlaing menyampaikan kekagumannya terhadap Presiden China Xi Jinping saat kunjungan kenegaraan ke China. Menurutnya, Xi merupakan pemimpin yang sepenuhnya mendedikasikan diri bagi kemajuan negara serta mampu memimpin lebih dari 1,4 miliar penduduk menuju pembangunan dan stabilitas. Pernyataan tersebut disampaikan dalam wawancara bersama China Media Group. အချိန်ပေါင်းများစွာကျွန်တော်ဒီတရုတ်နိုင်ငံရောက်ခဲ့တော့အဲ့မှာတရုတ်နိုင်ငံပြောင်းလဲမှုတွေအများကြီးကျွန်တော်သတိပြုမိတယ်။နောက်ဒေသတိုင်းပေါ့ဒေသတိုင်းမှာလည်းပြောင်းလဲမှုတွေရှိတယ်။တရုတ်နိုင်ငံကအချိန်ဝန်းဖြစ်နေအမှန်ကြီးမားပါတယ်။နောက်တစ်ခါလူကြီးအဖြစ်လဲ1400တန်း1400ကျော်လောက်ရှိတယ်။ကမ္ဘာရဲ့9ပုံတစ်ပုံလောက်ရှိတယ်လို့နော်ကြည့်တော့ဒီဟာကြီးကိုဒီအားလုံးတာတူကြီးများအားလုံးတိုးတက်အောင်ဆောင်ရနေတယ်ဆိုတာဒါတုံတောင်ခေါင်းဆောင်မှုနဲ့တော့မရနိုင်ဘူး။ဒါတော့တော်တော်ခက်ပါတယ်ဒါတရုတ်နိုင်ငံခေါင်းဆောင်ရဲ့ဒါထက်မြက်မှုလည်းကျွန်တော်တွေ့ပါတယ်ဒီတွေ့တဲ့ကျွန်တော်အမှန်တော်ရဲ့သဘောကျပါတယ်သူ Jelajahi cara baru mendapatkan informasi. Download Metro TV Extend sekarang.